Hi everyone thinking about studying overseas. So make sure you watch the video until the end. Studying overseas is a new adventure, new people and endless opportunities. But let's be real, it can also feel a little overwhelming at first. Don't worry, I've got you. In next 3 minutes, I will share you some essential tips to make your journey more smoother and more fun. So let's get started. First, check your visa requirements early if you don't want last-minute problems. Visa တင်တဲ့အခါမှာ visa စာရွက်စာတမ်းတွေလုပ်တဲ့အခါမှာအရေးကြီးဆုံးကဘာလဲဆိုတော့ကိုယ့်ရဲ့နာမည်ကိုအင်္ဂလိပ်လိုပေါင်းတဲ့အခါမှာကိုကတနည်းအားမှာနာမည်ကိုတစ်မျိုးပေါင်းထားပြီးဆိုရင်တခြားသော medical check-up စာတမ်းတွေစာရွက်စာတမ်းတွေတခြားသော documents အစုံမှာကိုယ့်ရဲ့နာမည်ရေးနေရာမှာတွေ form ပြည့်နေရာတွေမှာနာမည်ကို English လိုပေါင်းတဲ့အခါမှာတစ်မျိုးတည်းသာပေါင်းတင်တယ်မဟုတ်ရင်အချိန်ဒီလေးဖြစ်တာတွေပြန်ပြင်ရတာတွေပြီးရင်နောက်ထပ်လက်မခံတဲ့အတွက်ကိုကပြန်ပြီးတော့စာရွက်တွေစာတမ်းတွေပြန်လုပ်ရတဲ့အချိန်ကုန်တာရှိမယ်နောက်ထပ်ပြီးတော့အချို့အကြောင်းတွေကလက်မခံတဲ့အတွက်ကိုယ့်အတွက်အထီးတိုက်တွေဖြစ်နိုင်တယ်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဥပမာညီမရဲ့အတွေ့အကြုံရပြောရမယ်ဆိုရင်ညီမနာမည်ရုံးကိုပေါင်းတဲ့နေရာမှာတနေရာမှာ passport မှာ YOON နဲ့ရုံးပြီးတော့တခြားနေရာမှာ YUNE နဲ့ရုံးနောက်ထပ် form ပြည့်နေရာမှာ YUNE နဲ့ရုံးပြီးနောက်ထပ်တခြားသော medical check-up နေရာမှာ YON နဲ့ရုံးအဲ့အတွက်ပြန်ပြင်ခဲ့ရတဲ့အချိန်တွေရှိရပေါ့နော်အဲ့တော့မလာခင်မှာအရင်ဆုံးနာမည်အကုန်လုံးကိုတစ်မျိုးတည်းသာပေါင်းပြီးတော့ဘယ်နေရာပဲရောက်ရအဲ့နာမည်တစ်မျိုးတည်းကိုပဲအတိအကျသုံးစွဲတင်တယ်ပေါ့နော် And the second one is set your budget before moving abroad. Your university choice should be measured. Finances, ideally your school fee should be 1/3 of your total budget. Always have a backup fund because unexpected expenses will come up. Remember, it's not just your university fee. You will need money for living costs, travel, and other expenses for the whole year. So plan wisely and make sure you can afford it. Next, find a place to stay before you arrive. Trust me, searching after landing is a headache. အကယ်၍ကိုကအိမ်ရှာပြီးပြီဆိုလို့ရှိရင်လေအိမ်ကိုတငယ်ချင်းဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတရားရောက်ကိုအဲ့အိမ်ကိုသွားပြီးတော့ကြည့်ခိုင်းတာမျိုးတွေလုပ်တင်တယ်ပေါ့နော်ကိုယ့်ကိုပြရတာတော့တစ်မျိုးကိုယ့်ရဲ့သွားရောက်လာတော့မှနေရတဲ့ပုံစံတွေကတစ်မျိုးအဲ့လိုမျိုးအခက်အခဲအများကြီးရှိနိုင်တယ်ပေါ့နော်ကိုယ်လည်းကြုံခဲ့ဘူးလေအဲ့တော့ make sure you check it and ပြီးတော့ကိုနေရမယ့်အိမ်နဲ့အကြောင်းနဲ့လည်းနေရနေအောင်ရွေးတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာနဲ့တနေရာသွားတဲ့အခါမှာဈားထဲမှာအချိန်တွေကုန်တာမျိုးတွေဈားထဲမှာအချိန်ကုန်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်တနားရီလောက်အချိန်ပုတ်သွားတာမျိုးတခြားကိုယ့်အတွက်အချိန်ထွက်မလာမျိုးတွေရှိနိုင်တယ်ပေါ့နော် And the main point I want to inform you is if you have all the documents you have to show at the airport just be confident ဘာလို့လဲဆိုတော့ကြောက်ရွံ့ပြီးတော့အမားဆိုပြောဆိုရင်မှားပြီးတော့စကားတွေမှားနေမယ်ဆိုရင်ဒီကနေထွက်လာနိုင်ဖို့နည်းနည်းခက်ရင်းနေပေါ့နော်အဲ့တော့ဘာပဲရမကြောက်ဘဲနဲ့ပြဿနာရှိရဲ့စာရွက်ကိုပြပြီးတော့ confidence ရှိနဲ့စကားပြောပြီးတော့ထွက်လာခဲ့ဖို့လိုရပေါ့ Okay ဒီကိုရောက်လာပြီဆိုရင်တော့ Google Map ကိုတိကျသုံးတတ်ဖို့လိုရနော်ဘာလို့လဲဆိုတော့ဒီမှာအားလုံးက poster code တွေနဲ့လောက်တာမို့လို့ကိုကလမ်းပြောက်နေရဆိုရင်တော့ Google Map ကိုတိကျသုံးတတ်နေလမ်းပြောက်ဆရာကြောင်းမရှိတော့ဘူးပေါ့နော် And the next one is build a support networkဘာလို့လဲဆိုတော့ဒီမှာတယောက်တည်းကိုက introvert ဖြစ်နေရင်တော့မှတယောက်တည်းနေတာဖြစ်နိုင်ရင်လူတွေအများကြီးနဲ့မိတ်ဆွေဖွဲ့ပြီးနေတာပိုကောင်းတယ်ဘာလို့လဲဆိုတော့ there's a saying like connection is key so being far away from home can feel lonely at times so build connections and there are also part-time job and opportunities for students just make sure they align with your visa rules and make friends with other international friends and locals and join clubs, student societies and it's a great way to find the minded people and create unforgettable memories here. Okay, the last one is last but not least, there will be tough days but don't be too hard on yourself. Every challenge is part of the journey. Celebrate small wins, learn from setbacks and you are growing in ways you never imagined. So, studying overseas is full of challenges and full of opportunities, as you know. Remember to plan ahead, embrace the culture, and stay open to new experience, and take care of yourself along the way.
Good luck, everyone. Have an amazing experience, and don't forget, we are all in this together. For more tips and resources, check out Myanmar Job Seekers page on Facebook and also on TikTok for more relatable contents. So, see you next time.